ဒီလောက်ခေါင်းမှလည်းကောင်းမှစောက်ကြိုတင်းဟုတ်လားမှန်ပါ ရေရွှေရှင်တကားကြီးရဲ့ official ထွေလာဝမ်းထွက်ရှိလားအမှောင်မိုက်ဆုံးအရေးတွေကြားတွေကနေထွက်ပေါ်လာမယ့်မျှော်လင့်ချက်လေးနံတစ်ခုခေဆိုးကြီးရဲ့နှလုံးခုန်သံတွေနာကျင်စရာပိတ်ဆက်မှုတွေနဲ့အတူဘယ်တော့မှမရိုင်လဲတဲ့တော်လန်ရေးစိတ်ဝိညာဉ်တွေကိုပုံပေါ်ထားတဲ့ရေရွှေရှင်တကားကြီးရဲ့ official ထွေလာဝမ်းကိုအခုပဲတရားဝင်ထုတ်လွှင့်လိုက်ပြီဖြစ်ပါတယ်ဒီတကားကြီးကိုတော့ဒရိုက်တာတီခင်းတွေကအပြမြောက်ဆုံးဖန်တီးပုံပေါ်ထားပြီးဇလန်စိုင်းစရာခက်စော်ရဲ့မရိုင်လဲတဲ့အမှန်တရားတွေနဲ့ရေးသားထားတာပါဒီတကားကြီးမှာတရုတ်ဆောင်တောင်းမင်းမို့ကွန်းနဲ့ထထထတို့ကအကောင်းဆုံးအသက်သွင်းတရုတ်ဆောင်ထားကြပါတယ်ဒီရုပ်ရှင်စကားကြီးကိုဩစတြေးလျနိုင်ငံမှာပထမဆုံးပြသသွားဖို့ရှိနေပြီးပြသမယ့်ရက်နဲ့နေရာတွေကတော့ဇွန်လ29ရက်နေ့ဩစတြေးလျနိုင်ငံစစ်ဒနီမြို့ပဲလေစီနီမာမောပတ်မှာပထမဆုံးပွဲစဉ်ဖြစ်စတင်ပြသပါမယ်ဇွန်လ28ရက်နေ့မှာတော့ဩစတြေးလျနိုင်ငံမေလ်ဘုန်းမြို့ University of Melbourne စစ်ဒနေမာယာအေရှာစင်တာမှာဆက်လက်ပြသသွားမှာဖြစ်ပါတယ်ဒါအပြင်မကြခင်မှာလည်းတကမ္ဘာလုံးကအခြားမြို့ကြီးတွေကိုပါဆက်လက်ရောက်ရှိလာအောင်မှာဖြစ်တယ်လို့သိရပါတယ်။ကြိုတင်လက်မှတ်ဝယ်ယူခြင်းတဲ့သူတွေအတွက်လင်းတွေကိုတော့ comment မှာအစဉ်စဉ်ထည့်ပေးထားပါတယ်ခင်ဗျာ။ Like always find a way အလင်းရောင်ဆိုတာလမ်းသားကိုအမြဲတမ်းရှာဖွေတွေ့ရှိရတတ်စမြဲပါ။